ဒီ6နှစ်6ပေါ့နော်6နှစ်6ကသူ့နှစ်ထဲမှာ66နှစ်လို့ထွက်တယ်သူရဲ့ဘေးနော်963 963က356လို့ထွက်တယ်သူရဲ့ဘေး3939က3939လို့ထည့်ကျင်တာပါခု15ချိန်နော်66နှစ်356နော်3939အာပေါ့အဲ့ဒီမှာ तू ကအထိုင်ထည့်ထားတယ်နော်အထိုင်ကဘယ်လိုထည့်ထားလဲဆိုတော့ကျွန်တော်တို့သိချင်ကြည့်ပါနော်ဒီမှာ तू ကခွန်ခါ3ချက်ရိုက်ထားတယ်ဒီခွန်ခါရဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်က6နှစ်6ခါ66နှစ်လို့ရိုက်ထားဒီခွန်ခါရဲ့5ချိန်ပေါ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မြောက်က963က356လို့ရိုက်ထားတယ်ဒီခွန်ခါရဲ့5ချိန်မြောက်3939က900လို့ထည့်ခြင်းဒီစကြည့်ပါနော်ကျွန်တော်ရမိတ်ဆွေ900နော်တဲဥတင်ထုတ်အော်ရနော်တဲဥတင်ထုတ်အော်ရဘာလို့900ကိုထဲတုံးထိုးခိုင်းတာတော့ဆိုတော့ဒီစကြည့်နော်သူကလှည့်ထားပြန်ထားတယ်ဗျ6နောက်ပိတ်ကနော်6နောက်ပိတ်က6ထိပ်လို့ဝင်တယ်6ထိပ်က6ခါလို့ထည့်ထားနှစ်ခါနှစ်အပိတ်လို့ထည့်ထားဒီမှာလဲ3နောက်ပိတ်က3ထိပ်လို့ထည့်ထား5ထိပ်ကခါလို့ထည့်ထား6ခါ6နောက်ပိတ်လို့ထည့်ရတော့အဲ့မှာကျွန်တော်တို့ကနောက်ပိတ်ကတခြားကြည့်နော်နောက်ပိတ်ကထိပ်ဝင်နောက်ပိတ်က3နောက်ပိတ်က3ထိပ်ဝင်9နောက်ပိတ်က9ထိပ်ဝင်မယ်ဆိုတော့ကျွန်တော်တို့က900လို့ဖြစ်သွားပြီပေါ့နော်ဒီကတော့333ဆိုတော့နော်နောက်ပဲထည့်လိုက်တော့900ကိုတဲ့တင်ထိုးနော်အာဟုတော့ရန်ထိုးရွှေစသားရမေးစီငယ်ဒီများအားလုံးအဲ့ဒီမှာဒါကျွန်တော်စောကြီးကလေးကကျွန်တော်လွှင့်ထားနော်900တွေကအားလုံးကျွန်တော်ရမေးစီငယ်ချင်းများအားလုံးခု15ချိန်ပေါ့နော်15ချိန်အော်ကွက်ရှိပါတယ်နော်ယူလို့ရပါတယ်15ချိန်နော်နှစ်ကုန်ထိမှာပါဝင်ခြင်းလည်းရပါတယ်ရွှေစသားရမေးစီငယ်ချင်းများအားလုံးခု900နော်အဲ့တစ်ဆိုင်ထဲမဟုတ်ပေါ့နော်တခြားကြီးပါကျွန်တော်ရမေးစီနော်ကျွန်တော်တို့ခြိုက်ကတော့နော်ကုံပြကောင်းမလားမပြကောင်းမလားနော်ဒါပေမဲ့ line ချီနေပုံမှာကြည့်ပြီးတော့ကျွန်တော်ပြသွားမယ်ပေါ့နော်တစ်ခါပေါ့နော်ဒီတစ်ခါလေးပေါ့နော်အဲ့တစ်ခါလို့လောက်လိုက်လို့ရှင်ဒီမှာ तू ကစောင်းသုံးလုံးမ3လို့ထည့်ဒီတစ်ခါမှလည်းအဲ့လိုပဲစောင်းသုံးလုံးမ3လို့ထည့်နော်ဒီတစ်ခါမှလည်းအဲ့လိုပဲစောင်းသုံးလုံးမ3လို့ထည့်တာရွှေစသားရမရှိဘူးတခြားကြည့်ပါနော်ကျွန်တော်ရှုံးမှကြောက်လို့ဗျကတနာဝယ်မရဘူးဆိုတော့ဒါလေးတော့မှတိုင်ကြီးသွားတောင်းထားတာဒီကလင်နာတော့မှအလှဗျနော်ခု15ချိန်နော်လုံကောက်စနစ်နဲ့ပေါ့နော်လုံကောက်စနစ်နဲ့အော်မှာဒါမိတ်ဆွေတွေနော်ကျွန်တော်ပို့ထားတယ်နော်ကျွန်တော်ကလန် site ကိုဆွဲပြီးတော့ပို့ထားတယ်ကျွန်တော်ရမန်ပါတွေရောနော်ကိုပွဲမှာယူထားတဲ့မိတ်ဆွေတွေရောပေါ့နော်1000နဲ့ယူထားတဲ့မိတ်ဆွေတွေရောကျွန်တော် do all site ရွှေဆိုင်နဲ့ပေါ့နော်ရွှေဆိုင်နဲ့ဟာ do all site ပို့ထားတယ်ထိုးထားပါကျွန်တော်ရမိတ်ဆွေတကယ်ချင်းများအားလုံးနော်ပါအောင်တော့ကျွန်တော်ပို့နေပါ යි နော်ပါအောင်ဗီဒီယိုကောနဲ့နော် do all ကိုကျွန်တော်
ဖွင့်နေနေကြတယ်ကွာမမတွေအကုန်လုံးကျွန်တော်ပို့ထားတယ်နော်ဒူဩဆိုင်တက်ခါစောင်းသုံးလုံးမောင်း3ရက်ပါရှီဝမ်းရှိတယ်ဒီဆိုင်ကတော့ကြီးပေါ့နော်ကြီးကိုသူကလာလောက်ပေးတာတက်ခါစောင်းသုံးလုံးမောင်း3ရက်ပါရှီဝမ်းရှိတယ်နော်စောင်းသုံးလုံးမောင်းတက်ခါစောင်းသုံးလုံးမောင်း3ရက်ပါသူရက်တပင်ကြမှာရှိတယ်နော်ရှီဝမ်းရှိလို့မကြခဲ့မှာသူရဲ့ပေါ်မှာရှီဝမ်း9ရှီဝမ်း10လို့ခံခဲ့သေးတာနော်သူခံခဲ့တယ်အဲ့ဒီမှာအဲ့လိုလုံးလိုက်တာနဲ့သူကဘာလုပ်ထားလဲဆိုတော့ဒီတခါကိုကျွန်တော်ရမရှိနိုင်လဲမှုံပါခု15ချင်းကလည်းဒီလိုစိုက်မျိုးလုံးကောက်စနစ်နဲ့နော်ဒီလိုစိုက်မျိုးတစ်ခါသူ့ရဲ့အပေါ်နေလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်ပါဒီနှလုံးတက်တယ်ရှီဝမ်း8နဲ့နောက်ပေါင်း8နဲ့နောက်ပေါင်း8နဲ့နော်ဒီလိုလေးကြည့်လိုက်ဒီနှလုံးတက်တယ်ဒီတစ်ခါကြောင့်ပိတ်နဲ့ထိတ်နဲ့တက်တယ်ပိတ်နဲ့ထိတ်နဲ့တက်ပြီးတော့အပေါ်ကခွာငါအဲ့ခွာငါရှီဝမ်း9လို့ထည့်လိုက်တယ်ဒီကြကြီးနော်ရှီပေါင်း9လို့ထည့်လိုက်တာ ਨੇ နောက်ပေါင်း8နဲ့နောက်ပေါင်း8နဲ့ဒီ1ရက်ပါပါဒီ1ရက်ပါပါနော်ဒီ1ရက်ပါပါဒီနှလုံး1လို့ထည့်ပြီးမှဘောကခွာ9ရှီပေါင်း9လို့ထည့်ပြီးတော့နောက်ပေါင်း8နဲ့နောက်ပေါင်း8နဲ့1ရက်ပါပါနောက်တွဲနှစ်ခုပေါင်း6လို့ထည့်ဒါလေးကိုမှတ်ထားနော်ကျွန်တော်မဝိုက်တော့ရှုံမဆိုလို့ဒီကြကြီးနော်ဒီ1ခါလည်းသူ့ရဲ့ဘွားနေကြီးလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ကိုကြီးလိုက်3ချိန်မြောက်ကိုကြီးလိုက်လို့ရှိရင်ပိတ်နဲ့ထိတ်နဲ့တက်ပြန်တက်ထားတယ်နော်ပိတ်နဲ့ထိတ်နဲ့တက်လို့လှုပ်တယ်ပြောအပေါ်ကခွာကိုကရှီဝမ်း9လို့ပြန်တယ်ဒီတစ်ထိတ်ကဒီတစ်ခါဒီနှလုံးတက်လို့ပြီးပြီးတော့အပေါ်ကခွာကိုကရှီဝမ်း9လို့ပြီးလိုက်တာ ਨੇ နောက်ပေါင်း3နဲ့နောက်ပေါင်း3နဲ့နောက်တွဲနှစ်ခုပေါင်း6လို့1ရက်ပါ6လို့ပြန်ထည့်ထားတရားကြီးနော်ကျွန်တော်ရမိတ်ဆွေဒီမှာလဲတက်ခါနော်ဒီတက်ခါလည်းသူ့ရဲ့ဘွားနေလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်ပါဒီနှလုံးပြန်တက်ထားတယ်ပိတ်နဲ့ထိတ်နဲ့ပြန်တက်ထားပိတ်နဲ့ထိတ်နဲ့ပြန်တက်ကိုအပေါ်ကခွာနှစ်ခွာနှစ်ကရှီပေါင်း2လို့ထည့်တယ်နော်ရှီပေါင်း2လို့ထည့်လိုက်တာ ਨੇ သူ့ရဲ့ရှီကနောက်ပေါင်း9နဲ့နောက်ပေါင်း9နဲ့နောက်တွဲနှစ်ခုပေါင်း6လို့ထည့်တယ်ဒါကြီးနော်အဲ့လို6လို့နော်နောက်တွဲနှစ်ခုပေါင်း6လို့ထည့်လို့ရှိရင်သူ့ရဲ့ဘေးမှာ6ထိပ်လို့ပြန်လိုက်တယ်1ရက်ပါနော်ဒီ1ခါရက်ပါ6ထိပ်လို့ပြန်လိုက်တယ်ဒီ1မှာလည်းအဲ့လိုပဲနော်ဒီ1ခါမှာလည်းဒီနှလုံး1တယ်ဘောကခွ9ကရှီပေါင်း9တယ်နောက်တွဲနဲ့ဒီဘက်ကနောက်တွဲနဲ့နောက်တွဲနှစ်ခုပေါင်း1ရက်ပါ6လို့ဖြစ်လို့ရှိရင်နော်သူ့ရဲ့ဘေးမှာ6ထိပ်လို့ပြန်လိုက်တယ်ခု15ချိန်ပါနော်ဒီလိုစနစ်မျိုးပါဒီလိုစနစ်မျိုးနဲ့အောကျင်တဲ့မိတ်ဆွေပေါ့နော်ဒီချိန်ကြောင်1000ပါနော်ခု15ချိန်ဒီကုကျင်းနေပြီးတော့ကနန်းဆိုင်ကိုရှာဖွေမှုကိုကြိုက်လို့နော်မမဝင်နေဆိုလို့ရှိရင်နှစ်ကုန်ဒီဆိုရင်9000ပါနော်6ထိပ်လို့ပြန်လောက်ထားတယ်ဒီမှာလည်းအဲ့လိုပဲတစ်ခါသူ့ရဲ့ဘောကနေတစ်ချိန်နှစ်ချိန်သုံးချိန်ပါဒီနှလုံးတစ်တယ်နော်အပိတ်နဲ့ထိတ်နဲ့တစ်လို့ထည့်လိုက်တဲ့နဲ့ဘောကခွာနှစ်ကရှီပေါင်း2လို့ထည့်တယ်အဲ့လိုရှီပေါင်း2လို့ထည့်တာနဲ့သူ့ရဲ့ရှီကနောက်ပေါင်း9နဲ့နော်နောက်ပေါင်း9နဲ့နောက်တွဲနှစ်ခုပေါင်း6လို့ထည့်တယ်အဲ့6ကပြန်ပြီး6ထိတ်တာဒီချက်ကြီးနော်သူအဲ့လိုပေးလိုက်တာနဲ့နော်ကျွန်တော်တို့ကနန်းတစ်ကွက်ကိုထည့်ကြည့်အောင်သူအဲ့လိုပေးလိုက်တာနဲ့ပေါ့နော်ဒီမှာလည်းဒီ3လုံးပေါင်း3နဲ့3ရက်ပါရှီပေါင်း8လက်ခံခဲ့တယ်ရှီပေါင်း8လဲနော်ရန်ခံထားတယ်နော်ဒီ3လုံး3ရက်ပါ8လို့ခံလိုက်တာနဲ့နော်ဒီတက်ခါနော်ဒီတက်ခါကြောင့်တစ်ချိန်နှစ်ချိန်သုံးချိန်မှာဒီနှလုံးတက်လဲဖြစ်တယ်အဲ့လိုဖြစ်လိုက်တာနဲ့သူ့ရဲ့ဘောကခွာငါရှီပေါင်း9လဲဝင်တယ်ရှီပေါင်း9လဲဝင်ပြီးတော့ကျွန်တော်တို့ဒီနောက်ပေါင်း8နဲ့နောက်ပေါင်း8နဲ့နောက်တွဲနှစ်ခုပေါင်း6လို့ထည့်တယ်အဲ့လို6လို့ထည့်လိုက်တာနဲ့သူ့ရဲ့အောက်ကဒီကနန်းပေါ့
နှစ်တစ်ဆိုတဲ့အခွေလေးရနှစ်တစ်လို့လိုက်ထွက်တယ်ဒါတွေကပါနော်ဒီချက်ကြီးပါဒီရဒါတွေကထောက်ချက်တွေပေါ့နှစ်တစ်ဆိုတဲ့အခွေလေးရဒီမှာလိုက်ထွက်တယ်ရှိစရာရမရှိဘူးနော်ဒီချက်ကြီးပါဒီမှာလည်းအဲ့လိုပဲတက်ခါတယ်စောင်းသုံးလုံးပေါင်း3တယ်3ရက်ပါနော်သူ့ရောက်မှာရှီပေါင်း9လို့ခံတယ်စောင်းသုံးလုံးပေါင်း3ကြောင်လို့နော်3ရက်ပါရှီပေါင်း8လို့လက်ခံတယ်အဲ့လိုခံလိုက်တာနဲ့ဒီတက်ခါကြောင်မလို့နော်တစ်ချိန်နှစ်ချိန်3ချိန်ပါဒီနှလုံးတစ်လည်းဖြစ်တယ်ထိတ်နဲ့ပိတ်နဲ့တစ်လည်းဖြစ်တယ်အပေါ်ကခွာ9ကရှီပေါင်း9လို့လက်ခံတယ်နော်ရှီပေါင်း9လို့ခံလိုက်တာနဲ့သူ့ရဲ့ရှီကနောက်ပေါင်း3နဲ့နောက်ပေါင်း3နဲ့နော်ဒါ9-3နော်နောက်ပေါင်း3နဲ့နောက်ပေါင်း3နဲ့နောက်တွဲတစ်ခုပေါင်း6လို့လည်းဖြစ်တယ်6ထိပ်လို့လည်းဖြစ်တယ်အဲ့လိုဖြစ်လိုက်တာနဲ့နော်သူ့ရဲ့အောက်ကကျွန်တော်တို့ဒီကနန်း8-9ခွန်ဆိုတဲ့အခွေလေးကရှိစရာရမရှိတခြားကြီးနော်8-9ခွန်ဆိုတဲ့ကနန်းကကျွန်တော်တို့ဒီမှာလိုက်ထွက်တယ်9ခွန်8လို့လိုက်ထွက်တယ်နော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဇောင်း3လုံးပေါင်း3နဲ့3ရက်ပါရှီပေါင်း8လည်းပြီးတယ်ဇောင်း3လုံးပေါင်း3ရက်အောက်မှာလည်းရှီပေါင်း10လို့ခံခဲ့တယ်နော်ဇောင်း3လုံးပေါင်း3ကြောင့်3ရက်ပါ8လို့လည်းခံတယ်ဒီတစ်ခါကြောင့်မလို့သူ့ရဲ့ပေါ်တစ်ချိန်နှစ်ချိန်3ချိန်မှာဒီနှလုံးတစ်လည်းဖြစ်တယ်အပေါ်ကခွန်းနှစ်ကရှီပေါင်း2လို့လည်းထည့်တယ်နောက်ပေါင်း9နဲ့နောက်ပေါင်း9နဲ့နောက်တွဲနှစ်ခုပေါင်း6လို့လည်းဖြစ်တယ်6ထိပ်လို့လည်းထည့်ခဲ့တယ်နော်ထောက်ချက်တွေအဲ့လိုဖြစ်လိုက်တာနဲ့သူ့ရဲ့အောက်ကကျွန်တော်တို့ကဒီ3-9ဆိုတဲ့အခွေလေးကဒီမှာကျင်ရင်ကိုင်းကလေးနဲ့ထည့်ခြင်းဒီမှာနော်သူကလည်းနော်ဒီကနေကြီးလိုက်ပေါ့နော်သူရပေးရတယ်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်ပေါ့နော်သူရပေးရနေကြီးလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်ပေါ့ဒီမှာလည်းအဲ့လိုပဲကျင်ကိုင်းလေးနဲ့နော်နှစ်နော်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်ပေါ့သူရပေးရနေတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်ဘာလို့ကျင်ရင်ကိုင်းနဲ့လိုက်ချင်တာလဲဆိုတော့ရမယ်နော်ကျွန်တော်ရမိတ်ဆွေတွေခဏလေးကျွန်တော်လက်လေးဆန့်ကျင်တော့လက်လေးဆန့်ကျင်လို့ဆိုတာလက်ကထောက်ထားတော့ဘာလို့ကျင်ရင်ကိုင်းနဲ့လိုက်ချင်တာလဲဆိုတော့အဲ့မှာဘာလို့ဒီနှစ်ဆိုတဲ့အခွေလေးကဒီမှာနှစ်လို့သူထည့်ထားတယ်အဲ့နှစ်လို့ဘာလို့ထည့်တာလဲဆိုတော့ဆက်ကြည့်နော်ဒီ3လုံးပေါင်း9ထားတယ်နော်အဲ့3လုံးပေါင်း9ကခဏလေးနော်မြင်ကူမမြင်အောင်ညလုံးနဲ့ပြနေခဏလေးနော်ညလုံးမပြပါတော့ဒီဖုန်းကမှလိုက်ပြတယ်ကျွန်တော်လည်းခုမှကနန်းကြည့်ပြီးမှနော်ပြတာဆိုတော့ခဏလေးပြနော်အောင်တော့ဟာလေရှင်းတော့အောင်နော်စောင်းသုံးလုံးပေါင်း9နောက်ပိတ်3လုံးပေါင်း9တယ်နော်နောက်ပိတ်3လုံးပေါင်း9တယ်နော်နောက်ပိတ်3လုံးပေါင်း9တယ်ကနေသွားလိုက်ပါနော်ဒီ9ကြောင့်မလို့ဒီကနေကြည့်လိုက်ပဲနော်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်မှာ၄ချိန်၅ချိန်မှာနော်
နောက်ပိတ်3လုံးပြန်လေးထားကြကြနော်ဒီမှာသူကဒီနှစ်တိလို့ထဲဖို့อ่ะနော်ဒီကိုထဲဖို့อ่ะဒီစောင်း3လုံးပေါင်း9ကြောင့်မလို့9ရက်ပါတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာဒီ3လုံးပေါင်းပြန်လေးထားဒီမှာလည်းအဲ့လိုပဲ8 9ခွန်လို့နော်ခွေပြီးတော့9ခွန်8လို့ထဲဖို့ဒီစောင်း3လုံးပေါင်း9ကြောင့်မလို့ဒီကနေကြီးလိုက်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာဒီ3လုံးပေါင်းပြန်ပြီးတော့လေးထားကျွန်တော်ရမိတ်ဆွေတွေနော်တေချာကြည့်ဒီမှာလည်းအဲ့လိုပဲနော်ဒီ3ည9လို့ထဲဖို့အဲ့မှာဒီမှာထဲဖို့ဒီစောင်း3လုံးပေါင်း9ကြောင့်မလို့သူကနေကြီးလိုက်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာ9ရက်ပါဒီလိုလေးထားလို့နော်ဒီ9ကပဲဒီလိုလေးထားလို့နော်9ရက်ပါ4လို့ထည့်ပြီးတော့အောက်မှာရှီပေါင်း4လို့ပြန်ရိုက်တယ်ဒီကြကြည့်နော်ဒီစောင်း3လုံးပေါင်း4ကြောင့်မလို့ရှီပေါင်း4လို့ပြန်ရိုက်တယ်အဲ့လိုရှီပေါင်း4လို့ပြန်ရိုက်ပြီးတော့သူ့ရဲ့အောက်မှာ4ရက်ပါရှီပေါင်း9လို့ပြန်ရိုက်တယ်ဘရိတ်9လို့ပြန်ရိုက်တယ်နော်ရှီတေးရမိတ်ဆွေဒီကြကြည့်ပရိတ်9လို့ရိုက်လိုက်တဲ့နဲ့သူ့ရဲ့အောက်နော်ဒီပရိတ်9ကနေတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်မှာနှစ်တက်ထဲဒီနှစ်တက်ကနှစ်တေးလို့ထဲတာသူထဲဖို့ကလည်းသူ့ရဲ့ရှေ့မှာကျွန်တော်တို့ကအပိတ်တူပိတ်လို့ထဲမှာထိတ်တူထိတ်လို့ထဲထားလို့သူထဲထားတာနော်ဒီကနှစ်တက်ကဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့နောက်ထောင်3လုံးပေါင်း9တယ်9ရက်ပါတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်ပါ9ရက်ပါ4တယ်နော်နောက်ထောင်3လုံးပေါင်း4တယ်အဲ့4ရပဲရှီပေါင်း4လို့ပြန်ထည့်တယ်နော်ဒီ4ကြောင့်ရှီပေါင်း4လို့ပြန်ထည့်တယ်ဒီအောက်ဒီမှာရှီသေးရနော်ကျွန်တော်မပြခဲ့တော့တာနော်ကျွန်တော်လည်းကြာကြီးမပြနိုင်ဘူးဒီလိုဗီဒီယိုကောတွေကြတော့နော်ကြာကြီးမပြနိုင်တော့ဒီအောက်ဒီမှာနော်ပြမယ်ဆိုရင်တော့ပြလို့ရတယ်ပေါ့နော်ပြလို့ရပြီဒီဂျိုင်းမထိုင်နိုင်လို့နော်အဲ့တော့ကျွန်တော်ရမေးစီတငယ်ချင်းများလို့ဒီ3လုံးပေါင်းနောက်ပေါင်း4ကြောင်မလို့ရှီပေါင်း4လို့ထည့်တယ်အဲ့4ရက်ပါကိုပရိတ်9လို့ပြန်ထည့်တယ်နော်ရှီပေါင်း4ကြောင်မ4ရက်ပါပရိတ်9လို့ထည့်လိုက်တာ ਨੇ နော်အဲ့9ကနေပြီးတော့နော်ပရိတ်9ကနေတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်မှာ9ခွန်10လို့နော်သူ့နှစ်ထဲမှာရှစ်9ခွန်လိုက်ထားတာနော်သူလိုက်ဖို့ကလည်းသူ့ရဲ့ရှေ့မှာထိတ်တူထိတ်လို့ထည့်ပြီးမှသူလိုက်ထားဒီမှာလည်းအဲ့လိုပဲဖြစ်လာဆိုတော့ကျွန်တော်တို့ကြည့်မယ်နော်ခု15ချိန်ကတော့ဒီလိုလုံးကောက်စနစ်နဲ့ပေါ့နော်လုံးကောက်စနစ်နဲ့ဩကွက်ပေါ့နော်ဒူဩတော့ရွှေဆိုင်နဲ့ပေါ့နော်ဒူဩဆိုင်ကိုလည်းဒါမိတ်ဆွေတွေဒီကျွန်တော်ပို့ထားတယ်ပေါ့နော်ပါဩဆိုင်ကတော့ပို့ရမှာပေါ့နော်ပါဩဆိုင်ပို့ဝကြံသေးတယ်ဒူဩဆိုင်ရင်ပို့ထားတယ်နော်ဒါမိတ်ဆွေတွေကျွန်တော်ထွက်တဲ့နေ့ကလေးကကျွန်တော်ဒူဩဆိုင်ကိုရင်ပို့ထားနော်လူရင်တော့နော်စီ15ချိန်တစ်ချိန်စားတော့1000ပါနှစ်ကုန်ဒီလိုရှာပွေမျိုးကြိုက်တယ်ဆိုလို့ရှိရင်ပေါ့နှစ်ကုန်ဒီဆို9000ဒီ3လုံးပေါင်းနောက်ပိတ်3လုံးပေါင်း9တယ်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်ပါနောက်ထောင်3လုံးပေါင်း4တယ်အဲ့လိုဒီနော်ဒါဒီချမ်းခဲ့တာရှီပေါင်း8ပေါ့နော်ရှီပေါင်း8ကတစ်ချိန်2ချိန်3ချိန်4ချိန်မှာဒီနှလုံး8ပြီးတော့ဒီနှလုံးပြန်8ခဲ့တာနော်ခါနဲ့ဒီနှလုံး8ကိုထိတ်နဲ့အပိတ်နဲ့ပြန်8ခဲ့တာနော်ဒါလေးကပြမယ်ဆိုတော့နည်းဘူးပေါ့နော်လူရင်းပေါ့ကိုကမထိုင်နိုင်တော့နော်အဲကြောင့်မလို့ကျွန်တော်လူရင်းကိုပြတာနော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ရှီပေါင်း8ပြီးတော့ရှီပေါင်း9ပေါ့ရှီပေါင်း9မှာလည်းတစ်ချိန်2ချိန်3ချိန်4ချိန်မှာနော်ဒီနှလုံး9ပြီးတော့
ဒီနှလုံး9တယ်နော်ဒီကတော့ဒီကနေကြည့်လိုက်ပါနော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ပေါ့နော်ဒီနှလုံး8ပြီးတော့ဒီနှလုံး8ထားတာပေါ့ဒီ9ကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ပါဒီနှလုံး9ပြီးတော့ဒီနှလုံး9ထားဒီ10ကိုနော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ပါနော်ဒီနှလုံး10ပြီးတော့နော်ဒီနှလုံး10ပေါ့နော်နှစ်ခါနဲ့10ခါနဲ့ဒီနှလုံး10ပြီးတော့နှစ်ထိတ်နဲ့10ပိတ်နဲ့ဒီလို10ဒီပေါ့နော်အဲ့လိုလေးလက်သွားထားတယ်နော်အားလုံးကျွန်တော်ရမေးစီငယ်ချင်းများအားလုံးနော်ဒီလောက်ဆိုရင်တော့ပြည့်တော့သွားပါပြီကျွန်တော်လည်းထိုင်နိုင်တော့နော်အဲ့တော့ကျွန်တော်တို့က900ပေါ့နော်900တဲပေါ့နော်တဲကိုတင်လို့ဒီချက်ကြည့်နော်6အပိတ်က6ထိတ်လုံးဝင်တယ်နော်6ထိတ်က6ခါလုံးဝင်တယ်နှစ်ခါနှစ်အပိတ်လို့ထည့်ပြီးတော့နော်6နှစ်လို့ထည့်ထားနော်ဒီက6နှစ်6ကနော်6နှစ်လို့ထည့်ထားဒီမှာလို့ပဲ963က3အပိတ်က3ထိတ်လို့ထည့်ထားကြည့်နော်3ထိတ်လို့ထည့်ထားအဲ့ဒီမှာကျွန်တော်တို့က9ထိတ်က9ခါလို့ထည့်ထား6ခါ6အပိတ်လို့ထည့်ထားဒီမှာကျွန်တော်တို့က9နောက်ပိတ်က9ထိတ်လို့ထည့်ရမယ်ရှိ3ည3ညတော့နော်တူနဲ့ကြောင့်မလို့3ညနောက်တွဲတော့ပေါ့နော်9ထိတ်နဲ့3ညနောက်တွဲနဲ့900တဲကိုတင်ထိုးအာတော့ရန်ထိုးအားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးပဲနော်ကံကောင်းကြပါသည်ဒီလိုရှာဖွေမျိုးနော်ဒီလိုမျိုးနဲ့ကျွန်တော်အော်တာပါခု15ချိန်လုံးကောက်စနစ်နဲ့နော်လူချင်းပေါ့နော်လူချင်း